အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့ N5 မင်းသားတို့နေဟောကောစာအုပ်ထဲက Dai Ju Ik ကသင်ခန်းစာ7မှာလေ့လာရမယ် grammar pattern လေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်သင်ခန်းစာ7မှာဆိုရင်เนาะအရေးအတွက်ဘယ်နှခုရှိပါတယ်ဆိုတဲ့သုံးလုံးလေးလေ့လာရပါမယ်အဲ့တော့အရေးအတွက်ပြစာလုံးတွေကိုသိထားမှပြောလို့ရမယ်ပေါ့เนาะဒါဆိုရင်အရေးအတွက်ပြစာလုံးတွေကိုအရင်ကြည့်ရအောင်တစ်ခုနှစ်ခုရေးတွက်တဲ့အခါမှာဘာကိုသုံးပြီးတော့ရေးတွက်လဲဆိုရင်စွတ်ဆိုတဲ့စလုံးလေးကိုရေးတွက်တဲ့ဟီတိုဆုဖူတာဆုမစ်ဆုယောဆုဒါမျိုးပေါ့နော်တစ်ခုနှစ်ခုသုံးခုလေးခုဆိုပြီးတော့တစ်ခုနှစ်ခုရေးတွက်ရင်ဆုကိုသုံးပြီးတော့ပြောမယ်မေးခွန်းမေးတဲ့အခါမှာဘယ်နှခုလဲလို့မေးချင်ရင် equal ဆုကိုသုံးပြီးတော့မေးမယ် equal ဆုဆိုတာဘယ်နှခုနောက်တစ်ခါကျတော့လူအရေးအတွက်ကိုမေးတဲ့အခါမှာဘာနဲ့သုံးလဲဆိုတော့နင်းကိုသုံးမယ်တယောက်နဲ့နှစ်ယောက်ကလွဲရင်ကျန်တဲ့အရေးအတွက်တွေကိုနင်းနဲ့သုံးပြီးတော့ပြောမယ်တယောက်ကြတော့သူကဟီတိုရီလို့သုံးပြီးတော့နှစ်ယောက်ဆိုရင်ဖူတာရီလို့သုံးတယ်ဟီတိုရီဖူတာရီပြီးရင်သုံးယောက်ကစပြီးတော့နင်းကိုသုံးပြီးတော့ပြောမယ်ဆန်နင်းယောနင်းကောနင်းပေါ့နော်တယောက်နှစ်ယောက်သုံးယောက်လေးယောက်ငါးယောက်ပေါ့ဒါတဖြင့်မေးခွန်းမေးတဲ့အခါမှာဘာကိုသုံးပြီးတော့မေးမှလဲဆိုရင်နန်းဆိုတဲ့စလုံးလေးကိုသုံးပြီးတော့မေးမယ်နန်းနင်းဆိုရင်ဘယ်နှယောက်နန်းနင်းဘယ်နှယောက်နောက်တစ်ခုကကြတော့ယင်းနေလျှက်စစ်ပစ္စည်းတွေဆိုရင်ဒိုင်းကိုသုံးပြီးတော့ရေးတွက်မယ်တော့ကားတစ်စီးနှစ်စီးဆိုင်ကယ်တစ်စီးနှစ်စီးစပိန်တစ်စီးနှစ်စီးအဲ့လိုမျိုးယင်းနေဆိုရင်ဒိုင်းနဲ့သုံးပြီးတော့ပြောမယ်ပြီးတော့ကွန်ပျူတာတစ်လုံးနှလုံးဖုန်းတစ်လုံးနှလုံးเนาะအဲကွန်တစ်လုံးနှလုံးစသဖြင့်ဒီလိုလျှက်စစ်ပစ္စည်းတွေဆိုရင်ကြတော့ဒိုင်းနဲ့ပဲသုံးပြီးတော့ရေးတွက်မယ်ရင်ရောလျှက်စစ်ပစ္စည်းရောဒိုင်းနဲ့သုံးပြီးတော့ရေးတွက်မယ်မေးခွန်းမေးတဲ့အခါမှာအရှိကနန်းလေးထည့်ပြီးတော့မေးမယ်နန်းဒိုင်းနန်းဒိုင်းဆိုရင်ဘယ်နှစီးဘယ်နှလုံးနောက်တစ်ခါကျအရွက်တွေအချက်တွေအထည်ဆိုရင်ကြတော့မိုင်းကိုသုံးပြီးတော့ပြောပါမယ်စာရွက်တစ်ရွက်နှစ်ရွက်เนาะဒစိကောင်းတို့ဓာတ်ပုံတို့စာအိတ်တို့ပေါ့เนาะဒါမျိုးတွေပြီးရင် CD ချက်တို့ပကံပြားတို့ပေါ့เนาะတစ်ချက်နှစ်ချက်ပြီးရင်ရှက်အင်ဂျီတစ်ထည်နှစ်ထည်ဒီလိုမျိုးအရေးတွေဆိုရင်မိုင်းနဲ့သုံးပြီးတော့ပြောမယ်မိကုန်းမေးရင်ရှေ့ကနန်းလေးထည့်ပြီးတော့မေးမယ်နန်းမိုင်းဘယ်နှစ်ရွက်ပေါ့ပြီးရင်နောက်တစ်ခုကအကြိမ်အရေးအတွက်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တစ်ခါနှစ်ခါသုံးခါအကြိမ်အရေးတွေဆိုလို့ရှိရင်ကိုင်ဆိုတဲ့စလုံးလေးကိုသုံးပြီးတော့ပြောမယ်一ကိုင်နိကိုင်စန်းကိုင်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ဒါမျိုးလေးတွေပေါ့နော်နောက်တစ်ခုကအစာအုပ်တွေမှာကြတော့တစ်ထက်နှစ်ထက်သုံးထက်ဆိုတဲ့အစာအုပ်ရည်အတွက်ကိုခိုင်းရယ်ဂိုင်းရယ်သုံးပြီးတော့ပြောပါတယ်အဲ့တော့သူကသုံးထက်ဆိုရင်စန်းဂိုင်းလို့ပြောတယ်မေးခွန်းမေးတဲ့အခါမှာလည်းရှိရနန်းဂိုင်းဆိုပြီးတော့နော်ဂိုင်းနဲ့လည်းသုံးပြီးတော့မေးပါတယ်ပြီးတော့တိရစ္ဆာန်လေးတွေတစ်ကောင်နှစ်ကောင်သုံးကောင်ဆိုရင်သူကဟီကီဘီကီပီကီကိုသုံးပြီးတော့ရေးတွက်ပါတယ်နောက်တစ်ခုကကျတော့အချောင်းတို့ပလင်းတို့အလက်တွေဆိုရင်ဟွန်ဘုံပုံကိုသုံးပြီးတော့ရေးတွက်မယ်နော်ခဲတံတစ်ချောင်းနှစ်ချောင်းဘောပင်တစ်ချောင်းနှစ်ချောင်းနော်ဝိုင်တပလင်းနှစ်ပလင်းထီတလက်နှစ်လက်တို့ဓာတ်တလက်နှစ်လက်တို့အဲ့ဒါကြီးဆိုရင်ဟွန်ဘုံပုံကိုသုံးပြီးတော့ရေးတွက်ပါမယ်ကဲဒါဆိုရင်ဒီဘက်ကသူရဲ့စာကြောင်းပုံစံလေးကိုကြည့်ရအောင်နံပါတ်1ကကျတော့ noun ကအရေးအတွက် imas ဒါ imas ဆိုတာကျွန်တော်တို့ရှေ့ကတက်ရှိ noun တွေရှိတဲ့အခါမှာ imas ကိုသုံးတယ် imas ကရှိသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တက်ရှိအရေးအတွက်ဘယ်နှခုရှိပါတယ်ဆိုရင် imas နဲ့သုံးမယ်အဲ့တော့တက်ရှိဆိုကျွန်တော်တို့လူတွေရှိမယ်တိရစ္ဆာန်တွေရှိမယ်ပေါ့နော်လူဆိုရင်မိသားစုဘယ်နှယောက်ရှိပါတယ်ညီကိုမောင်နှမဘယ်နှယောက်ရှိပါတယ်ကျောင်းသားကျောင်းသူဘယ်နှယောက်ရှိပါတယ်ဒါမျိုးတွေပေါ့နော်နောက်တစ်ခုကကြတော့ခွေးဘယ်နှကောင်ရှိတယ်ကြောင်ဘယ်နှကောင်ရှိတယ်ဒါမျိုးလေးတွေပေါ့နော်အဲ့လိုတက်ရှိတာဆိုရင် imas နဲ့သုံးမယ်မိကွန်မေးတဲ့အခါမှာကိုမေးခြင်းတဲ့ဟာအရှိကလူဆိုရင်လူကိုမေးတဲ့မိကွန်စလုံးနဲ့ပြောမယ်ပေါ့နော်လူကိုမေးရင်ကျမတို့ကနန်းနင်းနဲ့မေးရပါတယ်အဲ့တော့မိသားစုဘယ်နှယောက်ရှိလဲလို့ပြောခြင်းရင်ခါဆိုခုကနန်းနင်း imas ကမိသားစုဘယ်နှယောက်ရှိလဲနော်ညီကိုမောင်နှမဆိုရင်ခေော်တိုင်းလို့ခေါ်တယ်ခေော်တိုင်းကနန်းနေအီမတ်ကညီကိုမောင်နှမဘယ်နှယောက်ရှိလဲဒါမျိုးတွေပေါ့နော်ခွေးကလေးတွေကြောင်လေးတွေဆိုရင်လည်းအဲ့လိုပဲနော်ခွေးဆိုရင်အီနုကြောင်ဆိုရင်နဲခုပေါ့အဲ့တော့အီနုကခွေးကတကောင်ဆိုရင်အီပီကီအီမတ်တကောင်ရှိတယ်နော်ကြောင်လေးနှစ်ကောင်ရှိတယ်ဆိုရင်နဲခိုကနီဟီကီအီမတ်ကြောင်လေးနှစ်ကောင်ရှိတယ်ဒါမျိုးပေါ့နော်နောက်တစ်ခုကကြတော့ noun က arimas ကကြတော့တက်မဲ့အရာဝတ္ထုပစ္စည်းတွေရှိတဲ့အခါမှာသုံးတယ်တက်မဲ့တွေရှိတယ်ဆိုရင် arimas ကိုသုံးမယ်အရှိက noun ဟာတက်မဲ့အရာဝတ္ထုပစ္စည်း noun တွေဖြစ်ရမယ်ပေါ့နော်ကဲဒီခါကျတော့ noun ကအရေးတွေအပြင်ဘယ်နှခုရှိပါတယ်ဆိုရင်ကဲဒီမှာဆိုရင်ကျွန်တော်စွတ်ကလေးကိုသုံးပြီးတော့ပြောမယ်ပေါ့နော်ပန်းဒီဘယ်နှခုရှိပါတယ်လိမ္မော်ဒီဘယ်နှခုရှိပါတယ်ဒါမျိုးတွေပြီးရင်ကားဘယ်နှစီးရှိတယ်နော်ဖုံးဘယ်နှလုံးရှိတယ်ဒါမျိုးတွေပေါ့နော်ပြီးရင်ရှယ်အင်းကြီးဘယ်နှထဲရှိတယ်ဒါခဲတံဘယ်နှချောင်းရှိတယ်ဒါမျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီရှိကအရာဝတ္ထုပစ္စည်းတက်မဲ့ noun နေဆိုရင်နောက်က arimas နဲ့သုံးမယ်ဒီမှာတော့အရှိက noun ပေါ်မူတည်ပြီးတော့အရေးတွေပြစလုံးလေးတွေပြောင်းပြီးတော့သုံးပေးရပါမယ်နောက်တစ်ခုကကြတော့ noun ကိုအရေးတွေအပြင် bamas
ပတ်မဆိုတာပြုလုပ်သည်ဆိုတဲ့ပတ်တွေလာမှာပေါ့နော်။ noun ကိုအရေးအတွက်ဘယ်နှခုပြုလုပ်ပါတယ်။ထားပါတော့ဝယ်ပါတယ်တို့စားပါတယ်တို့တောက်ပါတယ်တို့ဒါမျိုးတွေလာမှာပေါ့။ဟုတ်ပြီနော်။အဲ့တော့ပန်းဒီကိုဘယ်နှခုစားလိုက်တယ်။ပန်းဒီကိုဘယ်နှလုံးဝယ်ခဲ့တယ်ဒါမျိုးတွေလာမှာပေါ့နော်။နောက်တစ်ခုကကြတော့နာအိုခူဒါဆိုင်ရဲ့အဓိပ္ပာယ်ကပေးပါဆိုတဲ့အဓိပ္ပာယ်။နော်အဲ့တော့ပန်းဒီဘယ်နှလုံးပေးပါရေခဲမုံဘယ်နှခုပေးပါဒါမျိုးတွေလာမယ်ပေါ့နော်ပြီးတော့sandwich ဘယ်နှခုပေးပါဒါမျိုးတွေသုံးပါပေါ့ကဲဒါဆိုရင်သူ့ရဲ့ဒီအရေးတွက်နဲ့သုံးတဲ့ဟာလေးတွေကိုဥပမာစာကြောင်းလေးတွေကိုကြည့်ပြီးတော့ပြောကြည့်ရအောင်ကဲဥပမာစာကြောင်းနံပါတ်1မှာဆိုရင်ခါဆိုကူကနန်းနေအီမတ်ကမိသားစုကဘယ်နှယောက်ရှိတယ်လဲမိသားစုဆိုတာလူတွေဖြစ်တဲ့အတွက်လူကိုမေးရင်နန်းနေနဲ့သုံးပြီးတော့မေးမယ်အဲ့တော့ဒီမှာ4ယောက်ရှိတယ်လို့ပြောခြင်း your name imas 4ယောက်ရှိပါတယ်ပေါ့နောက်တစ်ခုကကြတော့နံပါတ်2 ringo က ikusu arimas က ringo ပန်းဒီဘယ်နှခုရှိတယ်လဲပေါ့နော် ringo ဆို ikusu နဲ့မေးတယ် ikusu နဲ့မေးတဲ့အခါမှာဒီမှာ5ခုရှိတယ်ဆိုရင် isusu arimas 5ခုရှိပါတယ်နောက်နံပါတ်3ကကြတော့ goju en no kite o 4 mai kaimas goju en ဆိုတာရန်90တန် kite ကတစ်စိကောင်းအဲ့တော့ရန်90တန်တစ်စိကောင်းကို4 mai 4ရွက် kaimas ဝယ်တယ်ခိတဲ့တစ်စိတ်ကောင်းဆိုနောက်ကမိုင်းနဲ့သုံးပြီးတော့ပြောမယ်။နောက်နံပါတ်4ကကြတော့ sando ichi ကို futasu kudasai sando ichi ဆိုတာ sandwich ကိုတဲ့ futasu ဆိုတာ2ခု kudasai ဆိုတာပေးပါဆိုတဲ့အဓိပ္ပာယ်နော်။ကဲပြီးရင်အပေါ်ကနံပါတ်5စာကြောင်းလေးကိုကြည့်ကြည့်အောင်။အရှိမအချိန်ကာလတွေလာမယ်။အချိန်ကာလရဲ့နောက်မှာ particle နေလေးထည့်ပြီးတော့သုံးမယ်။အချိန်ကာလဘလောက်မှနောက်ကကိုင်းဆိုတာကအရေးအတွက်ဘယ်နှကြိမ်ပေါ့နော်နာအိုပမတ်နောင်းကိုပြုလုပ်ပါတယ်ပေါ့ဒါပါတော့တရက်မှ3ကြိမ်ခမင်းကိုစားတယ်တပတ်ကို2ကြိမ်ရုပ်ရှင်ကြည့်တယ်တလားကိုဘယ်နှကြိမ်ပေါ့နော်တနေရာကိုသွားတယ်ဒါမျိုးတွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နော်သူ့ရဲ့ဥပမာစာကြောင်းလေးကိုကြည့်မယ်တရက်မှလို့ပြောခြင်းichi nichi ni တရက်မှ3ကြိမ်ဆိုရင်3ကိုင်း3ကြိမ်ထမင်းကိုစားတယ်ကိုဟန်ကိုတာပဲမတ်ichi nichi ni 3ကိုင်းကိုဟန်ကိုတာပဲမတ်တရက်မှ3ကြိမ်ထမင်းကိုစားပါတယ်တရက်ကိုဘယ်နှကြိမ်ဂျပန်စာလေ့လာတယ်ဒါမျိုးလည်းပြောလို့ရတယ်ပေါ့နော်ကဲနောက်တစ်ခုကကြတော့နံပါတ်6ကိုကြည့်မယ်နေရာရဲ့နောက်မှာပါတီကဒဲလေးသုံးမယ်နေရာတဲ့နေရာမှာအချိန်ကာလအပြင်ဘယ်လောက်ကြာအောင်နောင်အိုပါမတ်နောင်ကိုဘတ်ပါတယ်ဆိုတဲ့ပုံစံနဲ့သုံးပါကဲဒါဆိုဒီသူ့ရဲ့ပုံစံလေးကိုဥပမာစာကြောင်းလေးနဲ့ကြည့်မယ်ကဲဒီမှာဆိုရင်နံပါတ်6စာကြောင်းလေးကိုကြည့်လိုက်တော့ခုနေတဲ့နိုင်ငံမှာအီချီနန်ဂူရိုင်တစ်နှစ်လောက်အချိန်ကာလအပြင်တစ်နှစ်လောက်နီဟွန်ဂိုကိုဂျပန်စာကိုဘင်ကီယိုရှိမတ်တာလေ့လာခဲ့ပါတယ်တဲ့ဘယ်မှာလေ့လာခဲ့တာလဲဆိုတော့ကိုယ့်ရဲ့နိုင်ငံမှာလေ့လာတာဘယ်လောက်ကြာလဲဆိုတော့တစ်နှစ်လောက်ကြာအောင်ဘာလုပ်ခဲ့လဲဂျပန်စာလေ့လာခဲ့ပါတယ်ပေါ့ကဲနောက်တစ်ခုနံပါတ်9စာကြောင်းလေးကိုကြည့်မယ်နောက်ခါရနောင်မာတဲ့နောင်ဆိုတဲ့အရာကနေနောင်ဆိုတဲ့အရာအထိဒါယင်ဆိုတာစီးစရာယင်တွေပြောတာပေါ့နော်ကားတို့ယထာတို့စပိန်တို့ဆိုင်ကဲတို့လေရင်ပြန်တို့စသဖြင့်ဒီလိုယင်တွေရဲ့နောက်မှာဒဲကိုထည့်ပြီးတော့သုံးမယ်ယင်ဖြင့်အချိန်ကာလအပြင်ဘယ်လောက်ကြာအောင်ခါခါဒီမတ်ကကြာတယ်လေတို့ကြာပါတယ်တို့ပေါ့နော်ကဲတနေရာကနေတနေရာကိုသွားမယ်ဆိုရင်ကားနဲ့သွားမယ်ဆိုဘယ်လောက်ကြာတယ်လေရင်ပြန်နဲ့သွားရင်ဘယ်လောက်ကြာတယ်ဆိုင်ကဲနဲ့သွားရင်ဘယ်လောက်ကြာတယ်ဒါမျိုးပေါ့နော်အဲ့တော့ကြာချိန်ကာလတွေပြောတဲ့ဟာလေးဘယ်နေရာကနေဘယ်နေရာအထိပေါ့နော်ခါရဆိုတာမှမာတဲ့ဆိုတာအထိရင်ရဲ့နောက်မှာဒဲလိုက်တယ်ဆိုရင်ဖြင့်ဆိုတဲ့အဓိပ္ပာယ်လေရင်ပြန်ဖြင့်ကားဖြင့်ဘတ်စကားဖြင့်ဘယ်လောက်ကြာပါတယ်ပေါ့ကဲအဲ့ဒီပုံစံလေးကိုဥပမာစာကြောင်းလေးနဲ့ကြည့်မယ်ကဲနံပါတ်9စာကြောင်းလေးမှာဆိုရင်ဥချီကာရဂါခိုးမာတဲ့အိမ်ကနေကျောင်းအထိခုရူမာတဲ့ကားဖြင့်ဂျူကော့ဖုန်ခါခါဒီမှာ15မိနစ်ကြာပါတယ်အိမ်ကနေကျောင်းကိုကားနဲ့သွားတာ15မိနစ်ကြာတယ်ဆိုတဲ့အဓိပ္ပာယ်နော်ကဲထားပါတော့မြန်မာခါရနီဟွန်မာတဲ့မြန်မာနိုင်ငံကနေဂျပန်နိုင်ငံအထိဟီခိုခီတဲ့လေရင်ပြန်ဖြင့်နော်9နာရီကြာတယ်ဆိုရင်လေကောဂျီကန်ခါခါဒီမတ်9နာရီကြာပါတယ်ဒါဥပမာအဖြစ်ပြောတာပေါ့နော်တနေရာကနေတနေရာသွားတယ်ဘတ်စကားနဲ့ဆိုဘယ်လောက်ကြာတယ်လေရင်ပြန်နဲ့ဆိုဘယ်လောက်ကြာတယ်တင်မောနဲ့သွားရင်ဘယ်လောက်ကြာတယ်ဒါမျိုးတွေပြောတဲ့အခါမှာဒီလိုပုံစံလေးနဲ့သုံးမယ်ပေါ့နော်ကဲဒါဆိုရင်အခန်း7မှာတော့ဒီလိုမျိုးပုံစံလေးတွေလေ့လာရမှာဖြစ်ပါတယ်အဓိကတော့အရေးအတွက်စလုံးတွေသုံးတာဖြစ်တဲ့အတွက်အရေးအတွက်ပြစလုံးတွေကိုသိထားဖို့လိုအပ်ပါတယ်ဘယ်လိုအရာတွေဆိုရင်ဘာနဲ့အရေးအတွက်ပြောဆိုလဲဆိုတာသိထားဖို့လိုအပ်ပါတယ်เนาะဒါကြောင့်ဒါလေးတွေလည်းမှတ်ထားဖို့လိုပါတယ်